တုံးခါနေတယ်တုံးခါနေတဲ့အတန်ကိုဖြောက်မယ်ဒါကပြန်ပြင်ထားတဲ့အတန်ဒါကမပြင်ထားတဲ့အတန်Sono AI နဲ့ Logic Pro တုံးမှာတချမ်းတပုတ်ဘယ်လိုမျိုးဖန်တီးမလဲ Vocal အတန်ကိုပိုပြီးမှကောင်းတော့ကျွန်တော်ပြုတ်ပြမယ် Sono AI ကိုတော့အလို့တည်ပြီးသားပြင်ပါပါ Plus Audio ဆိုတဲ့နေရာမှာနှိပ်မယ်ဂီတာနဲ့ဆိုထားတဲ့တချမ်းကိုကျွန်တော်တို့အဲ့မှာထည့်လိုက်ရပါပြီ Okay ပြီးတော့တချမ်းစာသားတွေကိုဒီနေရာမှာရေးထည့်ရမှာဖြစ်ပါတယ်ဘယ်လိုမျိုး style နဲ့တီးမှလဲဆိုတဲ့ဟာကိုကျွန်တော်တို့ idea ရှစ်လောက်ဒီမှာရေးထည့်ရမယ်အကလုံးကျွန်တော်တို့စိတ်တိုင်းကြရေးပြီးတော့အဲ့မှာ create ဆိုတဲ့ဟာကိုနှိပ်လိုက်ရင်ရပါပြီ Okay ပြီးတော့ကျွန်တော်တို့တချင်နားထောင်ကြည့်အောင်ကျွန်တော်ကြတော့ miss ကောင်းလောက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကအမှပထမတစ်ခုကိုရွေးလိုက်မယ်မနှိပ်လိုက်ရင်သူကလို line တွေကျွန်တော်ထုတ်ပေးပါလိမ့်မယ်ဒီနေရာမှာလည်းကျွန်တော်ကနှစ်ခုရွေးချယ်စရာရှိတယ်ပထမတစ်ခုက6 line ဒုတိယတစ်ခုက8 line ဆိုတော့8 line ကပိုမှစုံတဲ့အတွက်ကျွန်တော်8 line ကိုရွေးမယ် download လုပ်မယ်အမှ wave file တွေဆိုတဲ့နေရာမှာကျွန်တော်ရွေးမယ်မှာ mp3 ထုတ်မလား wave နဲ့ထုတ်မလားဆိုတဲ့ဟာရွေးလို့ရတယ်ရွေးပြီးကျွန်တော် download all နေရာမှာနှိပ်လိုက်ကျွန်တော်တို့လို download ဆွဲသွားပြီ okay ဆိုတော့ကျွန်တော်တို့ download ဆွဲထားတဲ့ဟာတစ်ချက်ကျွန်တော်တို့ဖွင့်ကြည့်မယ်တီးထားတဲ့ music line တွေကိုကျွန်တော်ကြည့် pro ထဲမှာထည့်မယ်ဒီမှာတစ်စစ်ကျွန်တော်ပြပေးထားမယ်နားထောင်ကြည့်မယ်နော်ဒီမှာကျွန်တော်တို့ပြင်ချင်တဲ့ဟာတစ်ခုတွေ့ထားတယ်တီမိုတီဖြစ်ရမှာနည်းနည်းအောက်ဆွဲချလိုက်မယ်တုံးခါနေတယ်တုံးခါနေတဲ့အတန်ကိုဖြောက်မယ်ဒါကပြန်ပြင်ထားတဲ့အတန်ဒါကမပြင်ထားတဲ့အတန်ကျွန်တော်ကိုယ်တိုင်ဆိုထားတဲ့အတန်တွေဖြစ်ဖြစ်ကျွန်တော်တို့တယ်လီမျိုးပြုတ်ပြင်လို့ရပါတယ်